လင်းအောင်အားနေတဲ့ညဘက်လိုအချိန်တွေမျိုးမှာပုံမှန်နေ့ဘက်မှာမြင်နေကြမြင်ကွင်းတွေအတိုင်းပေါ့24 hour full color နဲ့မြင်နိုင်မှုအခုဆိုလို့ရှိရင်ကျွန်တော်တို့ CCTV product မျိုးစားအစုံအနေနဲ့ထွက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိဒီ CCTV မျိုးစားမတူတဲ့ကင်မရာ၃လုံးကိုလက်တွေ့စမ်းကြည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ညီတဲ့အားနည်းချက်အားသာချက်ကလေးတွေကိုကျွန်တော်တို့တစ်လုံးချင်းစီမျိုးစားတစ်ခုချင်းစီကြည့်သွားပါမယ်။အဲ့တော့ပထမဆုံးဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်သူ့ရဲ့အလင်းအမောင်တနည်းပြောရင်တော့ WDR BSC HSC ဆိုတဲ့ဟာလေးကတော်တော်လေးကိုကောင်းမွန်တဲ့အနေအထားလေးကိုမြင်ရတယ်ပေါ့နော်တနည်းပြောမယ်ဆိုရင်တော့ဒီဗီဒီယိုကကျွန်တော်ရဲ့အကြိုက်ဆုံး image လေးပါအဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်အလင်းအောင်အများဆုံးရှိနေတဲ့အခန်းဝလေးပေါ့နော်အဲ့နာလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ quality ကိုအကောင်းဆုံးကျွန်တော်တို့သုံးသပ်နိုင်မှာဖြစ်ပါတယ်ဒါလေးကတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုပေါ့နော်သူမှာကပထမပြတဲ့ဗီဒီယိုနဲ့ဒါရုပ်ထွက် quality တော်တော်လေးကိုနီးနီးစပ်စပ်တူတယ်လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့အားနည်းချက်ကလေးတစ်ခုကတော့ပထမပြတဲ့ဗီဒီယိုလောက်ခုနကအခန်းဝင်ပေါက်ရဲ့အလင်းရောင်မှာတိတ်ပြီးတော့ပြတ်သားမှုမပေးနိုင်ဘူးပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ HSC ဘိုင်းအနေငယ်အားနည်းတယ်လို့ပြောလို့ရတယ်သူ့ရဲ့အားသာချက်ကကြတော့ကျွန်တော်တို့ဟိုအဝေးဘက်မှာရှိနေတဲ့မှောင်နေတဲ့အစိတ်အပိုင်းမှာပို့ပြီးတော့မြင်ရတယ်ပေါ့နော်အလင်းအောင်ကောင်းတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီပုံလေးမှာကဒါကျွန်တော်ရဲ့အားနည်းချက်တစ်ခုလို့ပြောလိုက်လို့ရပါတယ်ဒီဗီဒီယိုလေးရိုက်တဲ့အချိန်မှာဒီကင်မရာရဲ့ lighting မီးကိုကျွန်တော်မပိတ်မိလိုက်ဘူးပေါ့နော်အဲ့တော့အဲ့မှာတော့အနေငယ်ခွာခြားချက်ကလေးရှိနိုင်တဲ့သဘောတော့ရှိပါတယ်အဲ့တော့ဒုတိယအနေနဲ့အကြိုက်ဆုံးဗီဒီယိုလို့တော့ပြောလို့ရပါတယ်ပေါ့နော်နောက်ဆုံးဒီဗီဒီယိုလေးကတော့အများစုအကြိုက်ကြဆုံးဗီဒီယိုလေးပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်သူ့ရဲ့ကာလာကအရန်လှတယ်ပေါ့နော်ဆိုတယ်လှတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကအမြင်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူဝင်ပေါက်ထွက်ပေါက်ပေါ့နော်ခန်းဝမီးလင်းရောင်များတဲ့နေရာတွေမှာအလင်းရောင်ကအရန်ဘန်းနေတာကိုရှိတယ်တနည်းပြောမယ်ဆိုလို့ရှိရင် HSC ကိုလုံးဝအဆင်မပြေဘူးဆိုတဲ့အနေအထားလေးတစ်ခုပေါ့နော်ကျန်တဲ့အပိုင်းမှာကတော့တော်တော်လေးကိုကြိုက်နိုင်လောက်တဲ့ရုပ်ထွက် quality လေးဖြစ်ပါတယ်ဟိုအဝေးမြင်ကွင်းနေရာအစားလဲတော်တော်လေးကြည့်လို့ကောင်းတယ်ပေါ့နော်အခုကျွန်တော်ရဲ့သုံးသက်ချက်တွေကကျွန်တော်တူဦးရဲ့ကျွန်တော်ရဲ့အမြင်လေးတည်တံ့မှာတယောက်နဲ့တယောက်ကတော့ကိုမြင်တာမတူသလိုကြိုက်ပုံကြိုက်နည်းတွေလည်းမတူနိုင်ဘူးပေါ့နော်အဲ့တော့ဘယ်တစ်စိတ်ဘယ်ကင်မရာဘယ် quality ဆိုတာတော့မပြောလို့ပါဘူးတူဦးချင်းစီကိုစိတ်ကြိုက်သုံးပြနိုင်ပါတယ်အခုနောက်ဆုံးဒီမြင်ကွင်းလေးဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးဗီဒီယိုမြင်ကွင်းလေးပါပဲ